အားလုံးနဲ့မြင်ရတာပဲကျွန်တော်ညီမကြက်ပါဒီနေ့မှဆိုရင်ကျွန်တော် fan တွေဆော့ပိုင်းမှာကျွန်တော် copy line chapter 1ကျွန်တော်ဒီနေ့ဆော့နိုင်ကြတာနားမလည်ဆိုတော့ chapter 2 chapter 3အကုန်ဆော့ပြအောင်ပြပါပြီးတော့ chapter 1လေးဆိုရင်ဆော့နိုင်မှာပြောစရာရှိပါသေးတယ်ဘာလဲဆိုတော့ကျွန်တော်ဗီဒီယိုကြည့်တဲ့ subscribe ထဲမှာ subscribe မလုပ်တဲ့သူက90ကျော်90ကနေကျော်ရှိပြီးကျွန်တော်လုပ်တဲ့လူက600ပိုင်းလောက်ပဲရှိတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လေးလုပ်ခဲ့ပါမယ်အဲ့တော့ကဲစလိုက်အောင်ကဲYou're about to see the most incredible doll ever invented. Her name is Poppy, and she is the first truly intelligent doll in the world. A little girl can talk to her. Poppy gives her answers. She is the first doll actually able to have a conversation with a child. Hard to believe? Just watch. Playtime! Poppy's as lovable as a real girl, and she talks like one too. Hi, I'm my Julie's name is wearing Poppy. Lydia Ben Duale Can you help me polish my shoes? Why, of course, Poppy. Just like a real girl, Poppy always wants to look her best. Perfect. Thank you. Her hair is sturdy and won't come out when you brush it, and smells just like a poppy flower. Is there anything else you'd like to say, Poppy? I'm a real girl. Just like you. What's the time? Playtime! And if you've ever wanted to see how all of the nation's favorite toys were created, Playtime Co. is now offering factory tours at just $2.99 a person. An entire hour in the most magical toy factory on Earth. What are you waiting for? Come visit the factory. We can't... Wait, what? Oh my god. Poppy playtime. Okay. I wanted this. အော်လူတွေကဘာပဲလဲပျောက်သွားစက်ရုံပြင်မရှိလူတွေကစက်ရုံတွင်းထဲမှာရှိတဲ့လူတွေပျောက်သွားတယ်တကယ်တော့ရှိနေပါသေးရဲ့တဲ့ find the flower ပန်းကိုရှာ okay ပန်းရှာပြီးငါပါလို့ရှာတော့လေရှာကဲအခုတော့စOkay. My, come on, so, darling. Take go. Dear him. Hi, my name is Leigh Pierre, and I'm the head of innovation here at the Playtime Co. Toy Factory. If you're seeing this, then you're trespassing. Yeah, we play this little tape on loop whenever we close the factory for the day. So, trespasser, just to make you aware, while we pride ourselves primarily on our high-quality toys and excellent child care, we also pride ourselves on our security. For example, this facility is full of hidden motion triggers, which, once set off, will turn on the factory's emergency alarms and directly contact the authorities. And that's one of the more tame aspects of our security system. No spoilers. So, you've got my warning. It's not too late to turn around. I just hope that you're certain whatever you're doing is worth it. Oh, laga cho ni. Jana like this.
လို့အော်မပွင့်လိုက်ကြည့်မှယူအိုးရောက်အိုးဒါခုနအဲ့လိုဖိထားလိုက်ရင်လည်းဆိုအိုးရမဟိုကျန်းအောင်လို့ခုံရအောင်ဒီခုံအိုးရကျန်းအောင်လို့အိုးရုပ်လေးရောအမဘူးရုပ်မိုင်းလိုက်လားဒီရုပ်ကမိုင်းလိုက်ဒီရုပ်အဲ့လိုတော့လုပ်လို့မိုက်တော့လို့ဒီအဆောဒီဘက်တော့ကြည့်ဒီမှာလော်မယ်โอเคနေပြီးွားရင်ပွင့်မယ်ထင်တယ်နော်ဟေးအိုးဒီဝါကြီးကျွန်တော်သိရဆောတော့မဆောဘူးခုတော့ဆောတယ်ဒီလိုက်တာတော့မသိခေခုဘာလို့အနီအောင်လက်ရှိမှာဟောဒါလေးရင်မဲ့ရတယ်နော်ဟဲ့ဒါလေးပြတ်သွားအဲ့ဒီမှာလက်ရောက်ပါရဲ့ခွင့်ရတယ်အိုးနော်ခွင့်ဒီဂျန်စကေးရှိလို့မသိဘူး 那单人气的是第单人气要不要了？哎呀妈！哎，稍微嘛，过了的，这个了，来，好个了，单人气，然后呢，我教你了，单人气啊。有，他比较喜。嘿，包比，我把包比让你的，还给我给。嘿，要没有？他给我写这里要加油，他把那么的。ရချင်တယ်အိုးရMake a friend. I don't have friend. ရှိအိုးလက်လာခုနတွေးလိုက်ဟေးမချောင်းနဲ့ဖြဲမချောင်းနဲ့ရှိရေးဒီဘောတက်မှာလို့ဒီတက်ရောလို့အိုးဒါဘာကြီးစနေယူပြီးရောအားလို့ထဲနောက်ထပ်မှာနီးရဲ့အဝါရဲ့အစိမ်းရဲ့နောက်ထပ်သုံးခုလို့တယ်ရုံးတယ်ဒီဝါအဲ့ဒီမှာယူလို့ရတယ်လက်နဲ့ယူကြည့်နေရအော်ဖုန်းမှာပါပြီအော်မဆင်းရောက်တယ်နောက်တစ်ခုပဲကြံတော့တယ်ဘယ်မှာတော့အေးဘယ်ပြောင်းလဲအော်ဒီမှာအဲ့လေယူလိုက်အဲ့ဒါဘလို့တော့ပြန်တက်အော်တောင်းနေကဲဟူအောင်ဆိုဆိုလို့ဒါလေးဖွင့်မှာတယ်နော်ဆိုပြန်တက်အော်ပြင်သွားထားတိမန္တလေးကျွမ်းလာအေးကျိုးကြကိုလက်ထက်အိုးဘာလို့
လူဆိုတော့ပြင်မာလဲလူပြည့်တယ်ပြည့်နေငုံပြုတ်ကြပြီဒီမှာလည်းမြလူမရောဟေးအဝါယောပြုတ်ကြနိုင်နေဟဲ့အော်ဒီမှာမလိမ့်နဲ့ဟာအော်ပြေတိုင်းတက်ပြေရတယ်အော်နားလေဝိုင်းနားလေဝိုင်းဒီဝိုင်းကပပီပြေးတိုင်းကြည့်ဘူးလေဆိုတော့နည်းနည်းဆော့တက်သွား给家宝。
ပြင်လုံးတော့အမနေတာဟောအမဟုတ်တယ်ရုပ်ကရုပ်ရပါအော်မအမဒီမှာရုပ်လေးရပါရုပ်ရပြီဆိုတော့ဘာစလို့အော်ဒီမှာထားငါရုပ်ထည့်မှာငါကြည့်ပြီးဘာဖြစ်လဲကျွန်တော်ရုပ်လေးတော့ထည့်လိုက်ပြီဆိုတော့အဲ့ဒီနားပါလေကဲကျွန်တော်တို့ဒီရောက်လာပန်းစီသွားမှာမသိဘူးနော်ဟောနေမတင်နေမှာ
အောင်ကြည့်သေးချာဒီလုံးတန်ကြဘယ်ကောင်တီးလဲဝေခိုင်ငါမြင်တာမမောင်းလို့ရင်ဝေအဲ့ဒါမပါတော့ပါဘူးအိုးပပီအယုတ်ဟိုင်အခွင့်ရမတင်နဲ့You opened my case. Oh Hey, we beat Bobby chapter 1. Beat was beat was now that chapter 2 now နေ့မှာပဲတင်ပြီးတော့မယ်ဗျာ Okay အခုတော့ bye bye မှာ see you. Ta-da.